ဒီနေ့ဆက်လက်မျှဝေပေးမှာတော့မနေ့ကဒါလေးကနှစ်ခေါက်တည်းရမှာပေါ့အရင်ကမျှဝေထားတဲ့အတွက်ကြောင့်လွယ်ပဲထင်ပါတယ်နောက်နေ့မှလည်းဒါပဲပြန်ပါပါတယ်ခုနေ့သင်္ကန်းကဆိုရင်ဒီတစ်ခုပြီးသွားပြီစုံတီးပါမယ်စီစုံလက်မလက်ကလေးစီစုံပြီးရင်လက်ညှိုးလေးကိုတစ်လုံးနဲ့ဖြောင်းအောင်ပေါ့နော်ဖြောင်းအောင်လက်ညှိုးလက်မ ED ပြီးတော့လက်ညှိုးက D ကိုတစ်လုံးနဲ့ Okayဒါအရင်နေ့ကတင်တဲ့စင်ဖာမပါတယ်เนาะအရင်နေ့ကမျှဝေတဲ့ဟာမှာလက်ညှိုးလက်မလက်တန်းပြီးလို့ရှိရင်လက်ခဏတစ်ခုမောင်းနေဖဲလက်ခလေးညာလက်ခလေးโอเคဒီနေ့โอเคပါဒီနေ့ပါ